ဘူဆန်မှာပထမဆုံးနင်းနေကြနေပါတယ်ဒါပေမဲ့အများကြီးတော့မဟုတ်ဘူးဖွဲဖွဲလေးတွေပါပဲဒီမှာကျွန်တော်ခေါင်းဝတ်ထဲမှာတက်ပြီးတော့ကြည့်နေရပါတော့ဟာအောက်မှာတချို့လူတွေကြည့်နေကြအများကြီးတော့မဟုတ်ဘူးတော့မှွားလေးတွေကြမမြင်ရလားမှွားလေးအဲ့လက်ပေါ်မကြလားမမြင်အောင်ဒီနေ့နေကြမယ်လို့လည်းယာယူပြီးပြောမထားပါဘူးဒါပေမဲ့နေနေကြနေတော့အေးပါလေမဖဖလေးမဖဖလေးနင်းလေးဒီမှာဟုတ်တယ်ဖဖလေးနင်းလေးအများကြီးတော့မဟုတ်ဘူးပေါ့နော်ပူဆန်းကနင်းကြခဲ့တယ်အခုမှမစိတ်ကူပေါ့ကြာနေတယ်မသိဘူးပထမဆုံးနင်းမှာပူဆန်းမှာမကြတာနည်းမနဲ့ကတော့မှနည်းနည်းလေးပဲကြာဒီနေ့လည်းနည်းနည်းလေးပဲကြာကြည့်ပါ